မာလီယန်၏ပုံမြင် Merlian Story မြန်မာ version တခါတုန်းကယနေ့ကျွန်ုပ်တို့မြင်နေရသောခေတ်မီမြို့ကြီးစင်ကာပူသည်အခုလိုမဟုတ်သေးပါဘူးအချိန်ဟောင်းများတွင်ဒီကျွန်းတို့တမာဆက်ဟုခေါ်ကြပြီးပင်လယ်ပေါ်တွင်အခြေခံထားသောငါးဖမ်းရွာငယ်တစ်ရွာသာဖြစ်ခဲ့သည်စစ်တရာစုခန့်တွင်စူမာတရာဘကမင်းသားတဦးဖြစ်သောဆန်နီလာဦးတာမသည်ပင်လယ်ဖြတ်တန်းခရီးထွက်လာခဲ့သည်တနေ့တွင်အလွန်ပြင်းထန်သောမုန်တိုင်းကြီးတစ်ခုသူ့ရဲ့လှဲကိုတိုက်ခတ်ခဲ့သည်လှိုင်းများကကြီးမားသည်မိုးကလည်းမောင်မိုက်နေခဲ့သည်အသက်အန္တရာယ်ကြုံတွေ့နေရသဖြင့်မင်းသားသည်မိမိရဲ့မင်းမြောက်ကိုပင်လယ်ထဲသို့ပစ်ချလိုက်သည်ဟုဆိုကြသည်ထူးခြားစွာမုန်တိုင်းသည်တဖြည်းဖြည်းငြိမ်သက်သွားခဲ့သည်မကြာခင်သူသည်ကျွန်းလှလှတစ်ခုကိုတွေ့မြင်ခဲ့သည်ကျွန်းပေါ်သို့ဆင်းသက်လိုက်သောအခါသူ့ရဲ့မျက်စိရှေ့တွင်တိရစ္ဆာန်ထူးခြားတစ်ကောင်ကိုတွေ့ရသည်ခန္ဓာကိုယ်အားကြီးမျက်လုံးပြင်းထန်အာနာရှိသည့်ပုံစံသူကထိုတိရစ္ဆာန်ကိုချင်းသိဟုယူဆခဲ့သည်ထို့ကြောင့်ထိုကျွန်းကိုစင်ကာပူရဟုအမည်ပေးခဲ့သည်စင်ကာဆိုသည်မှာချင်းသိပူရဆိုသည်မှာမြို့ဟုအဓိပ္ပာယ်ရသည်ဒီလိုနဲ့ချင်းသိမြို့စင်ကာပူရဲ့နာမည်မွေးဖွားခဲ့သည်ဒါပေမဲ့စင်ကာပူဟာချင်းသိနဲ့ပဲမဟုတ်ပါဘူးဟောင်းအချိန်ကဒီနေရာကိုတမာဆက်ဟုခေါ်ကြသည်အဓိပ္ပာယ်မှာပင်လယ်မြို့ဖြစ်သည်ဒေသခံများသည်ပင်လယ်အပေါ်မိကိုနေခဲ့ကြသည်ငါးဖမ်းလုပ်ငန်းကုန်သွယ်ရေးအသက်မွေးဝမ်းကြောင်းအားလုံးဟာပင်လယ်ကြောင်းဖြစ်ခဲ့သည်ထို့ကြောင့်နိုင်ငံ၏သင်္ကေတတစ်ခုဖန်တီးလိုက်သောအခါချင်းသိခေါင်နှင့်ငါးခန္ဓာကိုယ်ကိုပေါင်းဆက်ခဲ့ကြသည်ဒါကပဲမာလီယန်ဖြစ်သည်ချင်းသိခေါင်သည်စင်ကာပူရဲ့နာမည်ငါးခန္ဓာကိုယ်သည်ပင်လယ်မြို့တမာဆက်ကဲ့မူလစာသည်1964ခုနှစ်တွင်စင်ကာပူ Tourism Board သည်နိုင်ငံအတွက်ထူးခြားသောသင်္ကေတတစ်ခုလိုအပ်ခဲ့သည်ဒီဇိုင်းကို Fraser Brunner မှဖန်တီးသည်ပထမဆုံးမာလီယန်ရုပ်ထုကို1982ခုနှစ်တွင်တည်ဆောက်ခဲ့သည်ယနေ့လူသိအများဆုံးမာလီယန်ရုပ်ထုသည် Merlian Park တွင်တည်ရှိပြီး Marina Bay ကိုမျက်နှာမူထားသည်အမြင့် 8.6 မီတာရှိပြီးအလေးချိန်80တန်ခန့်ရှိသည်၎င်း၏ပါးစပ်မှာရေသည်မပြတ်တောင်းလျက်စီးစိမ့်နေသည်အဓိပ္ပာယ်မှာဆက်လက်တိုးတက်မှုနှင့်ချမ်းသာကြွယ်ဝမှုကိုကိုးစားပြုသည်1965ခုနှစ်တွင်စင်ကာပူသည်လွတ်လပ်ရေးရရှိခဲ့သည်နိုင်ငံကောင်းဆောင်လီကွမ်ယူရဲ့ဦးဆောင်မှုအောက်တွင်စင်ကာပူသည်လင်းမြန်စွာဖြိုးရေးတိုးတက်လာခဲ့သည်ငါးဖမ်းရွာငယ်တစ်ရွာမှကမ္ဘာလုံးဆိုင်ရာဗန်ရားမြို့ထီတစ်ခုအဖြစ်ပြောင်းလဲနိုင်ခဲ့သည်မာလီယန်သည်ထိုပြောင်းလဲ၏သင်္ကေတဖြစ်သည်ယနေ့ကမ္ဘာတစ်ဝန်းလုံးမှခရီးသွားများသည်မာလီယန်ကိုလာရောက်လဲပတ်ကြသည်သူတို့သည်ရေစီးနေသည့်ပုံကိုရေတောက်နေသလိုဓာတ်ပုံရိုက်ကြသည်ညအချိန်တွင်နောက်ခံမှမရီနာဘေးဆန်းစစ်မီးလိုင်များတောက်ပါနေသည်မာလီယန်သည်ရုပ်ထုတစ်ခုသာမဟုတ်ပါ၎င်းသည်တတိခန္ဓာရေးရှင်အစကစပြီးအောင်မြင်မှုအထိရောက်နိုင်ခြင်းကိုကိုးစားပြုသည်